မွေးငါတောက်တာလားစား မွန်းက မန်းလေးရမန်းလေးထားလို့ မ ဒါပါလေမန်းလေးထားတော့ဒီနေ့တယ်နော် office ကြီးကကျွန်း ဘာညာရော ဒါအစ်စ်ဖြစ်သွားတယ်ဟလား အသက်ဟိုအမှန်တကယ်ငွေဆောင်အပြန်ကဟိုအပန်းရောင်ခေါင်းလေးကပြတ်သွားတယ် အော်အဲ့အဖြူ အဖြူလေးပြန်ထည့်လိုက်တယ်တချင်းတော့ပွင့်တယ်ဒီကြော်ကမှခဏလေး ဟုတ်တယ်ဟောအေး ဘာညာရော ဟုတ်တယ်နော်အဲ့ဆိုမွေးငါတောက်တာလားစား emotional တဲ့ မွန်းကမင်းတို့လိုမျိုးနန်းလေးရတော်သားတွေဆိုတော့မင်းကတောက်တာပေါ့နော်မွန်းကစားတဲ့ဥစ္စာလေ အရေးပါရဲ့လေ မဟုတ်အရေးပါတိုင်းမင်းဒါမှအဖက်ကိုပါလဲအဖက်ကိုတောက်လာလား ဟုတ်လေအရေးလဲတောက်မယ်လေဇွန်းနဲ့ ဟိုအရေးဟိုအရေးတောက်တာဟုတ်တယ်ဒါမှမွန်းကအဖက်ပါမှမွန်းကလေအဖက်မှာပါပဲနဲ့မင်းကဘာအကျော်ဘယ်လိုစားမှာတော့အိုးဘေးဦးဘယ်လိုစားမှာတော့ အဖက်ပါရဲ့လေ အိုးဘေးကိုတောက်မှာ အဲ့ဒါမုံဒီအမုံမင်းတို့ခေါ်တဲ့မုံဒီဆိုတာအဲ့ဒါဒီကမွေးငါ မဟုတ်သေးဘူး ဟုတ်တယ်အဲ့ဒါမုံဒီကစားတာတော့လား မုန်းတီကစောက်တာလေ မုံဒီကစားတာ မုန်းတီကအရေးလေ မယုံ တော်တော်များများအရေးတွေကြီးပဲ အဲ ဟဲ့ မုန်းတီလေ 80% liquid 80% အရေး အန်တီနာနဲ့နတ်ကြီးရှိရကွာအဲ့ဒါနဲ့အတုံနဲ့တုတ်ပြီးစားတာ အေးဒါမှမုတ်တီကအရေးလေမုတ်တီကတောက်ပါတယ်မုတ်တီကိုမင်းကဘယ်လိုစားမှာ မုံဒီက ရေကမဟုတ်ရေခဲတက်တာလေးထိုးထည့်ပြီးအဲ့ရေ မ ခဲ န်း တော့ လေးမန်းလေးမန်းလေးရမန်းလေးထားလို့ဒါပါလေမန်းလေးထား ငါမင်းကပို့ပြီးမန်းလေးအထားနေတာ ရန်ကုန်သားမန်းလေးရောက်တော့